ရွေးကုန်တယ်လာပြီပြုတ်ခင်သမားတို့စင်တပွဲအားလက်ဝတ်ယတနာမျိုးစုံပါတယ်နော်အားပေးကြပါဦးပြုတ် ဟိုမှာနောက်ထပ်ရွဲကုန်တယ်လာပြီဖွာသွားမေးကြည့်မယ်လေ အေးဒီတစ်ခါအဖွားရအောင်ပြောပေးမယ်နော်သမီးတားလေးအဖွားတို့မှာဒီခွက်လေးတော့ရှိတယ်တားလေးစီကဆွဲကြိုးလေးနဲ့လဲပေးလို့ရမလား ဟုတ်ကဲ့ဖွာဘာခွက်လဲကြည့်ကြည့်အောင်မယ်နော်အဖွာဒါကရွှေခွက်ပဲဗျတားစီကပစ္စည်းတွေပေးပြီးပိုက်ဆံထပ်ပေးတော့ဒီရွှေခွက်တန်ဖို့မမိဘူးဗျ ဟုတ်လားဘာခွက်မှန်အဖွားတို့ကမသိပါဘူးတားလေးအဆင်ပြေတယ်လို့သာပေးခဲ့လေ ဒါဆိုတားမှာပါတဲ့ပစ္စည်းတွေနဲ့ငွေတချို့ကိုအရင်ယူတာဒီရွှေခွက်ကိုမြို့မှာသွားရောင်းပြီးရတဲ့ပိုက်ဆံကိုအဖွားကိုထပ်လာပေးမယ်နော် ရိုးသားလိုက်တာတားလေးရဲ့ကျေးဇူးတင်ပါတယ်ကွယ် အဲ့လိုလဲဝပြီဆိုတော့ဟိုမြေးဖွားနှစ်ယောက်စီပြန်သွားပြီငါရွှေခွက်လေးကိုသွားယူရမယ်ပေးငါရွှေခွက်ပေးအဖွားကြီးခပြခွက်စုပ်ပြန်သွားယူလိုက်ကျုပ်တနာလို့ဆွဲကြိုးတကုန်းနဲ့လဲပေးမှလို့ပြန်လာလား ဘာခွက်ဆုပ်ဟုတ်လားအဲ့ဒီခွက်ဆုပ်ကိုတဘောကောင်းနဲ့ရွဲကုန်တယ်လေးကိုပေးလိုက်ပြီ ဘာကျုပ်ရွှေခွက်ကိုသူများကိုပေးလိုက်ပြီဟုတ်လား အေးရွှေခွက်ကိုခွက်ဆုပ်ပါဆိုပြီးလိန်ပြောတဲ့နင်းနဲ့မတန်လို့ရိုးသားတဲ့ရွဲကုန်တယ်လေးကိုပေးလိုက်ပြီ အဲ့လိုလုပ်လို့မရဘူးလေရွှေခွက်ကကျုပ်ဟာဖြစ်တော့မှာဗျအဲ့ရွဲကုန်တယ်ဘယ်မှာလဲဘယ်ဘက်သွားလဲ ရွှေခွက်ကိုမြို့တက်ရောင်းမလို့တဲ့လှေစိတ်ဘက်ထွက်သွားပြီ အဲ့ဒါဆိုရင်အမြန်လိုက်မှကျုပ်ပစ္စည်းတွေခဏကြည့်တာကျုပ်ရွှေခွက်ယူပြီးပြန်လာခဲ့မယ်ပြန်လာခဲ့ပါအဲ့ဒါငါရွှေခွက်ပြန်ပေးပါပေးငါရွှေခွက်ပေးငါရွှေခွက်